ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမျိုးမြင့်သည်ချင်းပြည်နယ်အတွင်းပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီဝင်များနဲ့အတူဇွန်လ29ရက်နေ့ကထိတိမ်တွန်းဆန်လမ်းပိုင်းအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပြီးလမ်းများအားရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန်လိုအပ်တဲ့နေရာများမှာကားဘက်များတည်ဆောက်ရန်မိုးရဲမှာတောင်ပြိုပြီးလမ်းပြတ်တောက်မှုမရှိစေရေးတာဝန်ရှိသူအစဉ်စဉ်မှကြိုတင်စုဖွဲ့ပြီးအလေးထားကြက်မှတ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါတယ်အဲဒီနောက်ဒုတိယဝန်ကြီးနဲ့အဖွဲ့အားတွန်းဆန်မြို့ရှိမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှဌာနဆိုင်ရာဝန်ထမ်းများနဲ့တွေ့ဆုံပြီးဒုတိယဝန်ကြီးကလုပ်ငန်းတာဝန်များဆောင်ရွက်ရမှာထုတ်ပြန်ထားတဲ့ဥပဒေနည်းဥပဒေများနဲ့လုံထုံးလုံနည်းများကိုလိုက်လံကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားပြီးဝန်ထမ်းများရဲ့တင်ပြချက်များအပေါ်တာဝန်ရှိသူများနဲ့ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။တွန်းဆန်မြို့နယ်မှာဌာနဆိုင်ရာဝန်ထမ်းများရောက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာတွန်းဆန်မြို့ရှိဆိုင်ကလုန်းရှက်တာတဘာဝဘေးဒဏ်ခိုလုံတဲ့နေရာအားကြည့်ရှုပြီးဂရေ90ဆန်မြို့နယ်ပြည်သူ့စေယုံတွန်းဆန်ကိုရောက်ရှိပြီးစုစုပေါင်းဝန်ထမ်း95ဦးဖြင့်ပြင်ပလူနာများကိုစေကုသပေးနေမှုအခြေအနေများနဲ့အတွင်းလူနာများကိုလည်းလက်ခံကုသပေးရန်အတွက်စေယုံမှဆောင်ရွက်ထားရှိမှုအခြေအနေများကိုစေယုံအုပ်တာဝန်ခံမှတင်ပြရာဒုတိယဝန်ကြီးကလိုအပ်ချက်များပေါ်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်တွန်းဆန်မြို့နယ်ဂရေ90ဆန်ပြည်သူ့စေယုံဟာအတွင်းလူနာများလက်ခံကုသပေးရန်အဆင့်သင့်ဖြစ်နေပြီဖြစ်ပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာစေယုံမှပြင်ပလူနာများအားစေကုသမှုပေးနေမှုအခြေအနေများနဲ့အတွင်းလူနာများအားလက်ခံကုသပေးရန်ဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုလိုက်လံကြည့်ရှုပြီးစေကုသမှုခံယူနေတဲ့ပြည်သူများနဲ့ဝန်ထမ်းများအားနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။